မင်္ဂလာပါမြန်မာ horror story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကင်မရာတွေထဲမှာမထင်မှတ်ပဲရိုက်ကူးမိခဲ့တဲ့ပြည့်အမှန်တရေဗီဒီယိုတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါတကယ်ကိုခြောက်ခြားစရာကောင်းတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲအစင်းသစ်ဖြစ်ရင်တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာဒီဗီဒီယိုတွေက try ဆိုတဲ့လူတစ်ယောက်ကသူ့အိမ်မှာတယောက်တည်းနေထိုင်တာပါပြီးခဲ့တဲ့ရက်ပိုင်းကစပြီးသူ့အိမ်ထဲမှာထူးဆန်းပြီးခြောက်ခြားစရာကောင်းတဲ့အရာတွေဖြစ်ပျက်လာလို့သူကတော့သူ့အိမ်ထဲမှာတရေချောင်းနေပြီလို့ယုံကြည်နေတာပေါ့တရက်မှာတော့ try တယောက်အလုပ်သွားနေတော့သူ့အိမ်က CCTV ကင်မရာထဲမှာတကယ်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုကိုရိုက်ကူးသွားမိခဲ့ပါတယ်try ပြမျိုးပြတာကတော့ရက်တွေကြားလာလေးလေးသူ့အိမ်ထဲက6လမ်းမို့တွေကပို့ပြီးတော့ကျန်းလာသလိုပို့ပြီးတော့လည်းကြောက်ဖို့ကောင်းလာတယ်လို့ဆိုပါတယ်အဲ့ဒီနောက်ပိုင်းမှာသူမွေးထားတဲ့သူ့ရဲ့ခွေးလေးကိုပါစနောက်ပြီး6လန့်ဖို့စူးစမ်းလာတာပါခွေးလေးကိုကြောက်လန့်သွားအောင်ခွေးရှိတဲ့ဘက်ကိုပစ္စည်းတွေနဲ့လှမ်းပစ်တာမျိုးခွေးဘေးနားမှာနေပစ္စည်းတွေကိုရွှေ့ပြတာမျိုးတွေအထိလှုပ်လာခဲ့တာပါ try ကတော့ဒီနေ့အထိအဲ့ဒီ6ချားစရာအပြည့်ပြက်တွေကိုခန်းစားရနေရတော့မှဖြစ်ပြီးဘလို့နီးနဲ့ရက်တက်အောင်လုပ်ရမလဲဆိုတာကိုလုံးဝအဖြေရှာမရဖြစ်နေပါတယ်အဲ့တော့သူ့အိမ်ထဲမှာတကယ်ပဲဘာတွေဖြစ်ပျက်နေရလဲစဉ်းစားကြည့်ရင်ကြောက်ချမ်းစရာကြီးဗျာနောက်ထပ်6ချားစရာဗီဒီယိုတစ်ခုကတော့တာရာဆိုတဲ့ကောင်မလေးတယောက်ရိုက်ထားတာပါ
ညနေတကောင်ကြီးမှာသူတယောက်တည်းအိမ်ထဲမှာရှိနေတော့ရေချိုးခန်းထဲကနေထူးဆန်းတဲ့အတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်။သူလည်းချက်ချင်းပဲဖုန်းကိုကောက်ကင်ပြီးကင်မရာဖွင့်အခြေအနေသွားကြည့်ဖို့ဖြည်းဖြည်းချင်းရှောက်သွားတာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာဖြစ်ပျက်သွားတာကတကယ်ကိုကြောက်လန့်စရာကြီးပါ။ I don't remember opening that. Yeah. Okay. What is that? What the is that? Why? That's on the outside. What honestly is that? Honestly is that? I can use my... It's on the outside. It's on the outside. I'm scared. I'm terrified. I'm terrified. What am I gonna do? What am I gonna do? ရေချိုးခန်းထဲကဗရင်မောက်လိုက်ကကြီးကသူ့အလိုလိုလှုပ်ရှားနေတာပါဒါကလည်းကြောက်လွန်းလို့ရှေ့ဆက်မတိုးရဲပဲကြောက်ရွံ့လို့ရက်ကြည့်နေမိပါတယ်အစကတော့တခိုးတယောက်ဗရင်မောက်ဖွင့်ပြီးအိမ်ထဲကိုအတင်းဝင်ဖို့ကြိုးစားနေတာလို့ထင်နေတာဒါပေမဲ့သူမအာတင်ပြီးလိုက်ကာကိုလန့်ကြည့်လိုက်တဲ့အချိန်မှာတော့လုံးဝကိုလန့်သွားတော့တာပါပဲဗရင်မောက်အပြင်မှာဘယ်သူမှမရှိဘူးဗျအထက်ပို့ချဖို့ကောင်းတာကဗရင်မောက်မှန်ပေါ်မှာထူးဆန်းတဲ့လက်ချောင်းရလိုအမတ်အသားကြီးတွေအတိုင်းသားထင်ကျန်နေတာပါသူမပြပြတာကတော့အဲ့ဒီဗရင်မောက်ကအိမ်ရဲ့ဒုတိယထဲမှာရှိတာမလို့အပြင်ဘက်ကနေလူတယောက်လာရက်နေဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့ဒါနဲ့မကသေးပါဘူးသူမရဲ့ဗီဒီယိုကိုကြည့်ရှုသူအများစုကရေချိုးခန်းတကားဝါရဲ့အနောက်မှာလူပုံရိပ်တဲ့အမဲကြီးတစ်ခုမတက်ရနေတာကိုတွေ့ရလို့ပြောကြပါတယ်ဒါပေမဲ့သူမရေချိုးခန်းထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့ဘယ်သူမှရှိမနေပြန်ပါဘူးသူမကတော့အဲ့ဒီအချိန်မှာအိမ်မှာလုံးဝသူမတယောက်တည်းပဲရှိနေတာလို့ပြောပြပါတယ်အဲ့တော့တကယ်ပဲဘာဖြစ်နိုင်လဲနာနာဘာဝတကောင်ကောင်တကယ်ပဲ၆လက်နေတာလားဗျဒီဗီဒီယိုထဲမှာတော့ဂျာဗီယာဆိုတဲ့လူတစ်ယောက်ကပုံမှန်ဆိုရင်သူ့ရဲ့နေစဉ်လူမှုဘဝဗီဒီယိုတွေကိုပဲအကောင့်မှာတင်လေးရှိတာပါဒါပေမဲ့အဲ့ဒီနေ့ကတင်လိုက်တဲ့ဗီဒီယိုတစ်ခုကတော့တခြားဗီဒီယိုတွေနဲ့လုံးဝကိုကွဲပြားပြီးခြောက်ခြားဖို့ကောင်းနေကြပါတယ်တညမှာဂျာဗီယာဟာအာဂျင်တီးနားနိုင်ငံကစေယုံတစ်ခုမှာလူနာတစ်ယောက်စီကိုလာတော့သူ့နောက်ကနေထိုးဆန်းတဲ့အတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်တဲ့သူလည်းကြည့်လိုက်တော့သူ့နောက်မှာဘယ်သူမှရှိမနေပါဘူးဒါပေမဲ့စက္ကန့်ပိုင်းအကြာမှာနဲ့ခြောက်ခြားစရာကြီးကိုမြင်လိုက်ရတာကြောင့်သူလည်းဖုန်းကိုချက်ချင်းလုပ်ပြီးဗီဒီယိုစရိုက်ပါတော့တယ် En este momento en el microhospital escuchamos un golpe y nos dimos vuelta porque dijimos, bueno, ¿quién está entrando? La cuestión de que no hay nadie atrás nuestro. Y miramos dentro del auto y dijimos, ah, pues si el auto... ¿Qué mierda es? Lo peor de todo es que no queremos salir. O sea, no, un miedo, la puta madre. Lo peor de todo es que se mueve adentro del auto y no hay nadie. O sea, ahora vamos a ir a controlar el auto. Pero parece como si fuese un reflejo. La puta madre. No, boludo. Ya, salimos rápido para que vean que no es mentira. Mamá, la piel de gallina, hermano. Piel de gallina. Cagazo. Nadie. 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 Un montón. Es un montón. Mierda. Y encima nos mira la puta que te parió.
No, chabón. No. La concha. ကားရဲ့ရှေ့ကန်းထိုင်ကုန်နာမှာမိခိုးရောင်ဖြူဖြောဖြောမျက်နှာကြီးတစ်ခုကလှုပ်ရှားနေတာအတိုင်းသားကြီးမြင်လိုက်ရတာဗျာဒါပေမဲ့ဂျာဗီယာတယောက်ကားနာအထိသွားပြီးတည်တည်ရှာရှာစစ်ကြည့်လိုက်တဲ့အချိန်မှာတော့ကားထဲမှာရောကားပေးပတ်လည်မှာရောအခြားဘယ်သူမှမတွေ့ရပါဘူးတချို့လူတွေကတော့အဲ့ဒီမျက်နှာကြီးကအခြားအရာတစ်ခုခုဒါမှမဟုတ်ဘေးနားကလူတစ်ယောက်ရဲ့ပုံရိပ်ကကားပေါ်မှာလာပြီးရောင်မြဟတ်တာနေပါမှာလို့ပြောကြပေမဲ့ဂျာဗီယာကတော့လုံးဝညှင်းဆိုထားပါတယ်ဘာလို့လဲဆိုတော့ကားရဲ့ရှေ့တဲ့မှာနေရန်တစ်ခုနဲ့မျက်နှာချက်ကလွယ်လို့ဘာမှမရှိလို့ပါပဲသူမြင်လိုက်ရတာကရောင်မြဟတ်တာလုံးဝမဟုတ်ပဲအဲ့ဒီအရာကြီးကကားထဲမှာတကယ်ရှိနေတာလို့သူကတော့အခိုင်အမာပြောဆိုတာပေါ့ဒါဆိုရင်တခုမေးစားရှိတာကအဲ့ဒါကရောင်မြဟတ်တာမဟုတ်ဘူးဆိုရင်တကယ်ပဲဘာကြီးဖြစ်နေမလဲဗျာခင်ဗျားတို့ကဘယ်လိုထင်လဲကွန်မန့်မှာပြောခဲ့ပါအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမယ်တကယ်ကိုခြောက်ခြားစရာဗီဒီယိုတွေနဲ့ပြန်တွေ့ကြမယ်ဗျာ